ကဲဒီနေ့မှာတော့အိမ်နဲ့ကြည်ဂရင်းလိုက်အောင်လို့ကျွန်မကဟင်းကောင်းလေးတစ်ခွက်ချက်ကြွေးထားပါတယ်။အရင်ဆုံးငဖက်လေးတွေကိုစနွေးစားချုံပုံလေးထည့်ပြီးတော့ငဖက်လေးတွေကိုနေမယ်။နေပြီးရင်ကတော့ငဖက်လေးတွေကိုစီးပိုက်နေအောင်အခုလိုမျိုးလေးနာလေးပေါက်ပေးရပါမယ်။ငဖက်လေးတွေရလာပြီဆိုရင်ကတော့အခုလိုမျိုးလေးတွေပြထားပေးလိုက်ပါမယ်။စီတဖို့အတွက်ကတော့စက်တုပ်ဖြူနေစနွေးမအယောင်တင်မုံတို့ကအခုလိုမျိုးညံ့နေအောင်ထောင်းထားပေးလိုက်ပါမယ်။စီပူလိုင်းကတော့ထောင်းထားတဲ့ဟာလေးတွေကိုစီတက်ပေးမယ်။စီတက်တဲ့ခါမှာလည်းကြာလေးမွေးလာတဲ့ဒီစီတက်ပေးဖို့တော့လိုပါတယ်။ပြီးရင်ငဖက်လေးတွေကိုထည့်မယ်။တခြားလေးစီတက်ထားတာနဲ့လုံးပြီးတော့ငဖက်လေးတွေအသားလေးတွေတင်းသွားတဲ့အထိကိုမွေးပေးရပါမယ်။ငဖက်လေးတွေလည်းချက်ပြီးဆိုရင်ကတော့အသင့်လော်ထားတဲ့ချက်မောင်လေးတွေကိုထည့်ပါမယ်။ပြီးရင်တေချာလေးနှက်ဆက်တော့အောင်လို့ပြန်ပြီးတော့မွေပေးလိုက်မယ်။အရသာအတွက်ငါးပြားလေးနည်းနည်းပေါက်ထားပါတယ်။အချင်သက်ကလေးထွက်တော့အောင်လို့ကျမကရေနွေးလေးနည်းနည်းလေးထည့်ထားပါတယ်။ပြီးရင်တော့ရေလေးခန်းလို့စီလေးပြန်လာတဲ့အထိကိုချက်ထားပေးလိုက်ပါမယ်။အိုးကတက်တာမို့လို့အမြဲမွေပေးနေမှရမယ်ပေါ့နော်။စီလေးပြန်လာပြီဆိုရင်ကတော့မြုပ်ဒီခွဲချလေးကျဲမယ်နည်းနည်းပင်လေးအုပ်လိုက်ပါမယ်။အရသာကတော့မိမိစိတ်ကြိုက်လို့သလိုပေါ့နော်မြည်ကြည့်ပြီးတော့ထည့်နိုင်ပါတယ်။အမြဲချက်ရင်းနေကြီးပဲစားနေရတဲ့ယူအီနေပြီဆိုလို့ရှိရင်အခုလိုမျိုးချက်မောင်နဲ့ငဖက်လေးကိုအခုလိုမျိုးလေးကြောစားကြည့်ပေါ့နော်။ဂရင်းလည်းရှင်ပြီးထမင်းစားလို့လည်းအရန်မိန်အောင်မို့လို့ကိုယ့်ရဲ့အိမ်သားတွေအကြိုက်ဖြစ်မှာအသေးကြပဲပေါ့နော်။ကဲဒါဆိုရင်ကတော့အေးဦးနဲ့ကြီးအတွက်ဂရင်းရှင်ပြီးထမင်းစားမိစီမယ်ငဖက်ချက်မောင်ကြော်လေးရပါပြီရှင်။